အားလုံးပဲမင်္ဂလာပါအခုချောတို့မိသားစုဘန်ကောက်က အမရာဗုဒ္ဓပေါ့နော် Grand Palace ကဒီနေ့မှပြန်ဖွင့်တဲ့အတွက်ရောက်နေပါပြီအခုလူတွေလည်းဒီနေ့မှပြန်ဖွင့်တဲ့အတွက်အရန်ကိုကြက်ပြီးတော့စီကားနေပါတယ်အခုဘာပဲပြောပေါ့နော်ပိတ်ထားတဲ့ထဲကနေပြီးတော့အောက်တိုဘာ26ကနေပြီးတော့နိုဝင်ဘာ10ရက်နေ့ထိပိတ်ထားတာဒီနေ့မှပြန်ဖွင့်တာကိုဖူးခွင့်ရတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်ကိုဘန်ကောက်ကိုလာတဲ့ရည်ရွယ်ချက်လေးလည်းပြည့်စုံပါတယ်ဒီမှာလက်မှတ်လေးတွေလည်းဝယ်ပြီးပါပြီတစ်ကက်ကတော့မိနစ်ကအတိုင်းပဲဘတ်900ပဲရှိပါတယ်တယောက်ကိုလိုက်ခဲ့ကြပါအောင်ဒီမှာအန်တီတွေလည်းဖူးခွင့်ရလို့ပြောနေပါပြီပြော်ရဲ့လားဖူးရမယ့်အတွက်တတာလိုက်ခဲ့ကြပါအောင်900ပဲဈေးမတက်ဘူး900ပဲဈေးမတက်ဘူးလို့မနှစ်ကလည်း900ဒီနှစ်လည်း900တိုးရဆိုတစ်ဈေးဈေးကြည့်တယ်လေနိုင်ငံသားသားဆိုဟိုမှာဟိုထက်တဲ့ဝင်ရမှာအခုချောတို့ညဖျားနေပြန်ပကံမြေဆိုတဲ့စားတောက်ဆိုင်လေးကိုနေ့လည်စာဝင်စားတာပါမေတို့တော့ဟိုတယ်မှာပြန်ပို့ခဲ့ပါပြီဒီနေ့ကတော့3ယောက်ပဲလာစားတာပေါ့နော်ဒီပကံမြေဆိုင်လေးကတော့ review တွေထဲမှာတော့ဖတ်ဖူးတာတော့စားကောင်းတယ်ပြောတာပါပဲဆိုင်ဖွင့်လာတာ3နှစ်ရှိပြီတဲ့ပမာစားစာလေးတွေပေါ့နော်အခုချောမှာထားတဲ့စားစာလေးတွေကိုကြည့်လိုက်ပါအောင်ကြက်ဘူးဒီပေါ့နော်ဟိုဟာကြက်တောက်ဆန်းလို့တော့ပြောတာပဲကြက်ဘူးဒီလေးချက်ထားတာဒငင်းဒီငပိကြက်လေးဒါကတော့ငစင်ရိုင်းဥကက်လေးချက်ထားတာပါငစင်ရိုင်းဥကက်လေးချက်ထားတာပါမမကတော့အဖြူရဲဆိုတော့ကြက်သားနဲ့ထမင်းမောင်းလေးဒီမှာကတော့ငပိရေပြောငပိတောင်းနဲ့တို့စရာလေးကိုစားနိုင်တဲ့လောက်ပဲထည့်ထားတာပါချောတို့စားမယ်နေ့လည်စားတော့ဒီနေ့တနင်္လာနေ့10ရက်ရှိပါပြီအခုမှလည်းရောက်တာဆိုတော့နေရက်ရေသုံးဆောင်လိုက်ပါအောင်နဲ့အားလုံးပဲချောရဲ့ဗီဒီယိုလေးတွေကိုစောင့်ကြည့်ပေးတဲ့ဒီတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်မမကလည်းပါအောင်ရှင်မကတော့အဖြူပဲကြိုက်တဲ့သူဆိုတော့အဖြူပဲစားပါလေရှင်အားလုံးပဲတကား